နောက်တစ်ခုပြောမယ်နော်သမီးထင်တယ်လို့မိဘနှစ်ပါးကတကယ်ကိုသမီးကိုမချစ်လို့ပေးလိုက်တာဆိုရင်တော့မှမိဘအပြစ်မဟုတ်သမီးကံလို့မလိုချင်လို့ပေးလိုက်ရင်တော့မိဘအပြစ်လားတာသမီးကံလားတာသမီးကံနော်မျက်လုံးကလူတိုင်းမှာဘယ်နှလုံးပါလဲနှလုံးပါတယ်အဲ့ဒါတစ်လုံးကလောကရှုထောင့်ကကြည့်ဖို့တစ်လုံးကဓမ္မရှုထောင့်ကကြည့်ဖို့နော်အရာတိုင်းကိုရှုထောင့်နှစ်မျိုးကြည့်မှအမှန်မြင်တာတစ်ဖက်တည်းနဲ့ကြည့်ရင်အမှန်မမြင်ဘူးဆိုတော့အမေတယောက်ကခလေးလေးမွေးတယ်မွေးလို့လည်းပြီးရောမလို့ကျွန်တော်လမ်းဘေးတော့ပြစ်ထားဟာဒီမိမမိခင်စိတ်မပြီးသားဘူးမိခင်စိတ်မရှိဘူးမလို့ချင်းမမွေးနဲ့ပေါ့မွေးပြီးကမိဘမေတ္တာနဲ့စောင့်ရှောက်ရမှာပေါ့ဘယ်လိုညာလို့အပြစ်တွေပြောတာအဲ့ဒါလောကရှုထောင့်ကိုပြောတာတရားတစ်ခုတည်းနဲ့အစင်မပြေဘူးအဲ့ဒီအတွက်ဘုန်းကြီးတစ်ခုပြောပြမြတ်စွာဘုရားရှင်လက်ထက်တုန်းကဇောတိကဇတိလကာကွဏမင်တကတထေကြီး၄ဦးရှိဇတိလတထေအိမ်နောက်ဖေးမှာရွှေတောင်ပေါက်တဲ့တထေပေါ့သူ့ရွှေတောင်ဘလောက်ကောင်းလဲဆိုရင်ပေါက်တူးနဲ့ပေါက်လိုက်လိုချင်တဲ့တော့အချိန်30ဆိုအချိန်30တုံးထွက်တယ်အဲ့ဒီပေါက်တူးအဲ့ချွေတုံးကြီးဖယ်လိုက်တဲ့နဲ့ဟိုမှာပြန်ပြေးသွားတယ်ဘယ်လုံးမှသုံးမကုန်တာပြီးရောဒီတထောင်နဲ့တော့မှစိတ်ကြိုက်ပဲသူငယ်ငယ်တုန်းကသူ့ကိုမွေးတော့လေမမွေးခင်တည်းကအမေကတစ်တာတစ်လုံးရိုက်ထားတာဒီကလေးမွေးပြီးရင်ရေမျောပြောပြီးသားတစ်တာကိုပုံညက်တွေနဲ့ရေထဲမျောမှဆိုရေမစက်အောင်တခါတည်းလုပ်ပြီးသားသူ့လည်းမွေးပြီးရောမိခင်ဝမ်းကကြွတ်ခါစားကိုဝွန်အညစ်အကြေးတွေပေးနေတာတော့အဲ့ဒါရေမဆေးပဲနဲ့ဒီတိုင်းချက်ချိုးဖြတ်ပြီးမျောလိုက်တာမြစ်ကြောင်းအတိုင်းမျောသွားတော့ဟိုမှာရေချိုးစိတ်မှလည်းရေချိုးနေတဲ့အမျိုးသမီး2ယောက်ရှိတယ်အလှမ်းမြင်တော့တယောက်ကလေလူလောပါလေကြောက်ချာကောင်းတယ်လားလှမ်းမြင်တဲ့ပထမအမျိုးသမီးကဟိုမှာတက်တုံမျောလာတယ်အဲ့ဒါငါဟာတဲ့ဘာမှမသိညာမှမသိနော်နောက်တယောက်ကလည်းအေးမျက်စိနဲ့မြင်နေရတာနင့်ဟာတဲ့မမြင်ရတဲ့အထက်ကဟာငါဟာတဲ့ဟောတော့ပြအောင်အထက်မှာမပွေးတာအခွေလိုက်ပါလာဒုက္ခရောက်မယ်နော်အဲ့ဒါဟိုရောက်တော့ခလေးလည်းဖြစ်နေရောအရှင်နုရုဒ္ဓသွားလှူတယ်အရှင်နုရုဒ္ဓဒီကလေးရဲ့ကံကြမ္မာကြည့်လိုက်တော့လောကချမ်းသာခံစားပြီးမှနိဗ္ဗာန်ရမှာဒီကလေးကဒီဘဝမှာယဟန္တာဖြစ်မှာသို့တော့လောကီစည်းစိမ်ခံစားအောင်မှာအဲ့ဒါသိတဲ့အတွက်သူတခါတထေးပေးလိုက်အောင်တခါတထေးကလည်းအရှင်နုရုဒ္ဓပေးတယ်ဆိုဝန္တာအာယနဲ့ခေါ်တော့တာအဲ့ကလေးလည်းအိမ်ရောက်ရောတရက်ထဲနဲ့လေ12နှစ်လုံးရောင်းမထွက်တဲ့ကုံနေအကုန်လုံးတရက်ထဲနဲ့ရောင်းလို့ကောင်းဟာဒီကလေးလက်ကောင်ဟာဆိုပြီးတော့အရွယ်ရောက်တော့သမီးနဲ့ပေးစားတယ်အဲ့ကလေးရောက်တဲ့တက်လိုက်တဲ့စီးပွားလည်းသုံးမကုန်ဖြုံးမကုန်ရကဲအဲ့ကလေးမွေးပြီးတာနဲ့အမေရတခါတည်းပြစ်တယ်မမွေးခင်နဲ့ပြစ်ဖို့စီစဉ်ထားတယ်ဘာကြောင့်လဲဒီကလေးရဲ့ရှေ့ကံကိုကြည့်လိုက်တော့ကတ္တပဘုရားရှင်လက်ထက်တုန်းကအဲ့ဒီကလေးကပရိန်ဆရာကတ္တပဘုရားပရိနိဗ္ဗာန်ဆန်တော့တက်တော်ရှည်ဘုရားတွေပရိနိဗ္ဗာန်ဆန်ရင်ဟိုတေဇောတတ်မလောင်ဓာတ်တော်မပြိုကွဲဘူးဘာဖြစ်လို့လဲဖူးမြောက်သူစုံတို့ဘုန်းကြီးတို့မြတ်စွာဘုရားကဘုရားဖြစ်နေ45နှစ်ပဲတရင်တော့ဖူးမြောက်သူမစုံတော့အဋိဋ္ဌံလိုက်တယ်တေဇောတတ်လောင်စေတည်းဘယ်သူမှမိသွားတော့တာမဟုတ်သူ့သူထလောင်တာဓာတ်တော်တွေပြိုကွဲစေတည်းဓာတ်တော်2တင်းသားရတယ်မြန်မာပြည်မှာတော့ဘုရားဓာတ်တော်စေတီတွေရှိတာပဲတိရိတ္တမတောကမင်းကိုယ်တိုင်ကိုယ်ဌာနတဏ္ဍာပြုလွှတ်လိုက်တော့ဓာတ်တော်တွေပေးလိုက်တာပါတယ်အဲ့တော့လူတွေကဘုရားဓာတ်တော်ဆိုပြီးတော့ကျင်ညိုတရာစိတ်တွေနဲ့ပူဇော်တယ်ဆိုကုသိုလ်တွေရတာပေါ့အဲ့လိုဖြစ်အောင်လို့တက်အဋိဋ္ဌံလိုက်ကတ္တပဘုရားကျတော့2000တန်းမှာပွင့်တယ်တက်တော်16000ထိနေသွားတာဆိုတော့ဖူးမြောက်သူစုံတော့သူကဓာတ်တော်မပြိုကွဲဘူးဒါဆိုရင်ဇေဒီတဲမယ်ဆိုတဆူတဲပဲတဲမှာဟိုချီမာလေးခုတ်ပြက်လိုက်အဲ့ဒါဇေဒီတဆူကျင်ညိုလေးခုတ်ပြက်လိုက်ဇေဒီတဆူအဲ့လိုလဲလို့မဖြစ်ဘူးလေတဆူတဲ့ပေါင်းတဲမှာဒါဆိုတော့တို့ရွှေဇေဒီတဲမယ်ဆိုတဲတာတိတိခွဲလိုက်တာထပနာသွင်းကန်ဒီမှာယဟန္တာတပါးကဒီဇေဒီဖူးဖို့ကြွလာလက်ပတ်ကြည့်လိုက်တော့မအူးတစ်ဖက်ကမပြီးသေးဘူးမေးတယ်တခါကြီးတို့ဒီမအူးကမပြီးသေးဘူးလားထပနာသွင်းတော့မယ်လေအရှင်ဘုရားကဒါတိုင်းသူပြည်သားလူများတာဝန်ယူတဲ့ဘက်ကရွှေမလောက်လို့ဗျာဟာအဲ့ဒါဆိုရင်ငါတခါတော့ပြောမယ်ထပနာသွင်းမဲ့ရကကတ်နေပြီအဲ့တခါကိုတော့ပြောတယ်အဲ့ဘုန်းကြီးတွေလည်းတခါတွေကိုပြောလို့ရှိရင်ယာတိဥဒုကိုတော့ကြည်တင်တယ်ထင်တယ်နော်ယာတိဥဒုဆိုသိလားမျက်နှာအကဲခတ်လို့ပြောတာနော်ယာတိဥဒုကြည်တင်တယ်အခုယဟန္တာရှင်မြတ်ကယာတိဥဒုမကြည့်ဘူးအိမ်ရောက်တာနဲ့တန်းပြောတာ
တခါကြီးတို့ဘက်ကရွှေမလောက်လို့ဟိုမှာမအူးတစ်ဖက်မပြီးဘူးဖះထပနာသွင်းဖို့ရက်ကကတ်နေပြီတခါကြီးတို့ကြည့်လို့တဲ့နေမို့လားသူပြောတာတော့အမှန်ပဲလေဒါပေမဲ့တကားအဲ့ချိန်ဘာဖြစ်နေလဲဆိုလင်မြချင်းညာဖြစ်စိတ်ဆိုးတာစိတ်ဆိုးတဲ့အချိန်သွားပြောလိုက်တော့ဒီမှာဘာဖြစ်မှမသိကိုတော်ကလည်းအရေးတဲ့တမောင်ဆိုတဲ့ပုံစံမျိုးနဲ့စိတ်မရှိလို့ပြောလိုက်တာကိုတော့ဖះရေတဲ့မျောလိုက်တဲ့တခွန်းနဲ့ဗါတဲ့ကိုတော့ဖះရေတဲ့မျောလိုက်ဝစီဘေဒာအဲ့တခွန်းကြောင့်ဘဝတရားတိတိအမျောခံရအခုဒါနောက်ဆုံးဘဝအမျောခံတာနော်အဲ့ဒီရှိမှသူ့ကိုမွေးခဲ့တဲ့အမေ69ယောက်လို့မျောတာကဲဒါဆိုမအေးတွေအပြစ်လားခလေးအကန်လားဓမ္မမြင်လုံးနဲ့အဲ့လိုကြည့်ရင်လောကမှာဘယ်သူမှအပြစ်တင်ကြမရှိဘူးနော်ဘယ်သူမှအပြစ်တင်ကြမရှိဘူးယာတိတံဝပတေဘီဇံတာတိတံဟရတိဖလံကိုစိုက်တဲ့မျိုးစိတ်နဲ့တူတဲ့အသီးကိုပြန်စား